မင်္ဂလာပါဒီတစ်ခါပြောပြမှာကတော့ဗာလဲဆိုတော့အမျိုးသားတွေနော်ဂေါ်လီထည့်တဲ့အကြောင်းပေါ့နော်တော်တော်များများလည်းသိကြတယ်မသိတဲ့လူလည်းရှိတယ်ဟိုစိတ်ဝင်စားတဲ့လူတွေကတော့လေ့လာတာပေါ့နော်စိတ်ဝင်စားတဲ့လူတွေကဂေါ်လီထည့်တာကောင်းလားမကောင်းလားဘယ်လိုထည့်တာလဲနာသလားဗာများပေါ့နော်မိကုံးလေးတွေမေးကြတယ်နော်အဲ့တော့စေကမတားတွေကခဏခဏကြုံတွေ့နေရတော့ဟိုပါပေါ့ဒါစိတ်ဝင်တွေ့မဲ့အရာတွေမဟုတ်ဘူးလေနော်အဲ့စေကံမှာတွေ့တဲ့အရာဖြစ်တဲ့ကြောင့်နည်းနည်းလေးပြောပြခြင်းတယ်အဲ့တော့အမျိုးသားတွေအကြောင်းပြောတော့အမျိုးသမီးတွေရောနော်အမျိုးသမီးတွေကလည်းသူတို့ရဲ့ခန္ဓာကိုလှပဖို့အရင်သားကြီးစေးတို့ဘာလို့ပေါ့နော်ဟိုအကိတ်ဖြစ်အောင်ဘာမှသူတို့ပြောကြရရှိတယ်လေအဲ့တော့ဆီလီကွန်တွေထိုးကြတယ်အဲ့တော့အမျိုးသားကြတော့ဘာရှိလဲဆိုတော့သူတို့မှရှိတာဟိုဟာပဲရှိတယ်ရွှေပန်းပဲရှိတယ်နော်ကျန်တာပြစရာလည်းမရှိဘူးအဲ့ဒီခါကျရင်အိမ်အောင်ဘက်မှာပဲဖြစ်ဖြစ်အပြင်လောကနဲ့သွားဆက်ဆံတဲ့အခါမှာပဲဖြစ်စေသူတို့ရဲ့ဒီလိန်နံကြီးထွားခြင်းတယ်ကြီးထွားခြင်းတဲ့အခါကျတော့မှားရောနဲ့ဒီဆီလီကွန်ထိုးတာပေါ့နော်ဆီလီကွန်ဒါတော့ဆီလီကွန်တော့လုံးဝမထိုးသင့်ဘူးဘာကြောင့်ဆိုတော့ဘသူနဲ့ပဲထိုးဆရာဝန်နဲ့ပဲထိုးရက်ွက်ထဲရလူတွေပဲထိုးတကယ်ချင်းကပဲထိုးအဲ့ဒီဆေးထိုးရင်တော့ဘေးထွက်ဆိုးဆိုတော့လူတိုင်းဖြစ်မှာပဲနော်ဒါလေးတွေကိုတော့ဆင်ခြင်မှုလိုတယ်ဘာကြောင့်ဆိုတော့မျိုးသားတွေတချို့တွေဆိုရင်တော်တော်မိုင်းမဲတယ်ဘယ်လိုမိုင်းမဲလဲဆိုတော့ဆေးကမှကျွန်တော်ခွဲနေတယ်ခွဲစိတ်နေတယ်ပါလာတဲ့အဖေါ်ကတွေ့တယ်ဆီလီကွန်ခွဲတယ်ဆိုတာဘယ်လောက်ထိလောက်ရလဲဆိုတာလည်းသူလည်းသိတယ်ပြီးသွားတဲ့ခါကျအဲ့ခွဲစိတ်မှုပြီးတဲ့ခါသူကကျွန်တော်ကတ်မေးတယ်ပါလဲဆိုဆရာတဲ့ကြီးစေးထိုးလို့ရလားတဲ့ဒီလောက်ခွဲနေတာတော့မြင်တာတော့မှာနော်ဟိုမိုက်ကြတာမိုက်တွင်းနေတယ်အဲ့တော့ကိုရီးယားထိုးမပေးဘူးပတ်ဝန်းကျင်မှာတော့ထိုးကြတယ်ဒါတော့ကိုဖြစ်ကိုခံမနော်ကိုစီလာပြရင်တော့ကိုရီးယားတော့မထိုးဘူးတော့အမြဲတိုက်တွန်းတယ်ထိုးတဲ့တချို့သောဆရာဝန်တွေရှိတယ်လို့တော့ကြားတယ်ဒါပေမဲ့မပြောလို့သူ့အကြောင်းသူ့သမိုင်းနဲ့သူပေါ့နော်အဲ့တော့အခုပြောမှာတော့အဲ့ဆီလီကွန်အစားပေါ့နော်တခြားဒီအာသာဒီဖြေဖို့စိတ်ဆန္ဒဘာကောမလဲလူရင်ဆန္ဒပြေဝဖို့တွေကိုလုပ်တဲ့တခြားတနည်းရှိတယ်အဲ့ဒါပါလဲဆိုရင်နော်ဂေါ်လီထဲ့တာအဲ့တော့ဟိုခေတ်အခါတော့ဆိုရင်ဖန်ဂေါ်လီပေါ့နော်ဖန်ဂေါ်လီကိုအကျဉ်းတော်နေမှာဆိုရင်ဟလာဒီပလင်းဖင်ကိုတွေးတယ်တွေးပြီးတော့အချွန်လာလုတ်တာတို့အလုံးလုတ်တာလို့လုတ်တယ်နောက်ပြီးတော့ဒီစိတ်ယုံကနေပြီးတော့ရောင်းတဲ့ဖန်ဂေါ်လီလေးတွေလည်းရှိတယ်နော်နောက်ပြီးတော့အရက်ပလင်းတွေနော်အရက်ပလင်းမှာလည်းဂေါ်လီလေးပါတယ်ဂေါ်လီကတော့စိုက်နေကြီးတယ်နော်အဲ့လိုဆိုတော့အဲ့လိုဂေါ်လီကိုထည့်ကြတယ်ဟိုခေတ်ကတော့မှာနော်အခုနောက်ပိုင်းကျတော့ဘာဖြစ်လာဆိုဆီလီကွန်ထည့်လာတယ်နော်ဆီလီကွန်ဂေါ်လီရဲ့အဲ့တော့အဲ့ဒီဂေါ်လီတွေထည့်တော့ဘာဖြစ်တယ်လဲနော်ဂေါ်လီကိုသူကအရေးပြအောက်ထဲထိုးထည့်တယ်ထိုးထည့်တဲ့အခါမှာအကျဉ်းတော်ဒီမှာလည်းလုပ်တယ်ဘယ်လိုလုပ်လဲဆိုတော့သူတို့ဟိုထမင်းစားတဲ့ဇွန်ပေါ့နော်စတီဇွန်ကိုဖင်ကိုတွေးပြီးတော့ဟိုဟာဖောက်ချလိုက်တယ်ပြီးတော့အဲ့ဂေါ်လီထည့်တယ်ပြီးတော့အချိုမှုန့်တို့စနွင်းတို့ထောင်ထဲမှာရနိုင်တဲ့ဟာတွေပေါ့နော်အဲ့ဒါတွေထွက်ပြီးထည့်ပြီးတော့ကောင်းတော့တဲ့လူလည်းရှိမှာပေါ့ဘာလို့ဆိုတော့ဈေးကမှလာခွဲတဲ့ဟာမျိုးဒီမှာတွေ့တဲ့ခါကျတော့ဒါသူထဲ့တော့ကဘာမှမဖြစ်လို့ရောက်လာတာပေါ့နော်သူကအနာပြည့်တော့ဒါအကျဉ်းတော်တွေမှာပဲဆေးဝင်ပြီးတော့ခွဲစိတ်ရှင်းနေတာတွေလည်းလုံးဝဆိုတော့ကိုယ်လည်းမသိဘူးဒါပေမဲ့အနေရတော့များတယ်ဘာဖြစ်လို့လဲဆိုတော့ဘာပုဒ်သက်ဆေးမှလည်းမသုံးဒီတိုင်းချထားလိုက်တယ်နော်အဲ့တော့ဟိုခေတ်တော့ဖန်ဂေါ်လီဟုတ်ပြီအဲ့တော့အဲ့လိုဖန်ဂေါ်လီထဲ့တော့ဖန်ဂေါ်လီနဲ့ဆီလီကွန်ဘာကွာလဲဆီလီကွန်ဆိုတာဒါခုနောက်ပိုင်းမှာခေတ်စားလာတယ်ဆီလီကွန်ဂေါ်လီဆိုတော့အလုံးဖြစ်ဖြစ်အတောင့်ဖြစ်ဖြစ်နော်အတောင့်ဆိုရင်ဖန်ဂေါ်လီကရာခဲ့တယ်ဟိုအလုံးတော့ရတာပေါ့နော်ဆီလီကွန်ကြတော့အတောင့်ရနိုင်တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့ဒီဆီလီကွန်နဲ့ဖန်ဂေါ်လီကိုနှိုင်းရှင်တဲ့ခါလားဖန်ဂေါ်လီကမာတဲ့ခါကျတော့လိန်ဆက်ဆံတဲ့ခါမှာကိုယ်လည်းနာတယ်တစ်ဖက်ကအမျိုးသမီးကလည်းနာတယ်ဒါပဲအဲ့တော့သူကဒီဖန်ဂေါ်လီအထက်ကလေးကနေပြီးတော့တော်ထိတဲ့ခါကျတော့ငါခေါ်မလဲသူတို့ပြောလို့ဟိုအာယုံခံစားမှုကောင်းတယ်ဆိုပြီးတော့အမှဆီလီကွန်တွေเนาะတချို့ဆိုရင်၄-၅ လုံးလောက်ထည့်ထားတယ်တွေ့တယ်เนาะအဲ့တော့ဖန်ဂေါ်လီကတော့မာတဲ့အကြောင်းနာတယ်နောက်ပိုင်းပေါ်လာတဲ့ဆီလီကွန်ဂေါ်လီကြတော့သူကကန်လိုက်လို့ရှိရင်သူပျက်စီလေးနဲ့နေတယ်ဆီလီကွန်ဆိုတဲ့အပိုင်းပေါ့နော်ပျက်စီအဲ့တော့အဲ့ပျက်စီကိုထည့်လိုက်တဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့သူကမနာဘူး
မနာတဲ့အခါကျတော့လူပိုကြိုက်တယ်သို့တော့တစ်ခုရှိတာဘာလဲဆိုလို့ရှိရင်ဆီလီကွန်ကမနာအောင်မနာတဲ့ခါကျတော့တချို့မျိုးသားတွေကဆီလီကွန်ထည့်ထားတဲ့နေရာကိုပဲရိုးရိုးတန်းတန်းဟိုလိန်ဆက်ဆန်ဟိုဆီလီကွန်ထည့်တဲ့နေရာကိုပဲအရသာခံပြီးတော့အတင်ပွတ်နေတယ်ပွတ်တဲ့ခါကျတော့ तू ကမနာတော့ तू ပွတ်လေဘာမှမဖြစ်ဘူးဒါပေမဲ့ဘာဖြစ်လာဆိုတော့ तू ပွတ်ပြီးတော့လို့ရှိရင်အဲ့ဒါလေးကနည်းနည်းရောင်တောင်ဖြစ်လာရောင်လာပြီးရင်ရဲလာပြီပေါ့နော်အဲ့တော့ရဲလာတယ်တချို့ကျတော့ဘာဖြစ်လာဆိုတော့ပြည်တယ်သွားတယ်ပြည်တယ်သွားတဲ့ဟာကိုလည်းဟိုပတ်ဝန်းကျင်ကပေါက်ကရလျှောက်ပြီးတော့လည်းဆီလီကွန်ကြွတာတို့ဘာလို့အမှန်မဟုတ်ပြည်တယ်နေတာနော်ကျွန်တော်ဆိုခဏခဏခွဲပေးရတယ်နော်ပြည်တယ်လို့ခွဲထုတ်တာတို့နောက်တစ်ခုကအဲ့လိုအရေပြားပါပြီးတော့နည်းနည်းပေါက်ချင်တယ်လို့ဖြစ်လာခါကျအောက်ကဆီလီကွန်ကြီးကဘာဖြစ်လာဆိုတော့ပြူထွက်လာအဲ့လိုဆီလီကွန်အဖြူစားပေါ့နော်ဆီလီကွန်အဖြူအောင်ဆိုတော့အဖြူလေးထွက်လာထွက်လာတဲ့ခါကျအဲ့ဒါယူနှမျောပြီးတော့ကွာဟိုမရကုတ်ကပုတ်သက်စီတွေဝဲပေါက်လဲမရပါဘူးနော်အဲ့တချို့ဆရာဝန်တွေမသိဘူးမသိတဲ့ခါကျတော့ဒါကြီးပုတ်သက်စီတွေတိုက်တယ်ထိုးတယ်အဲ့လိုလုပ်တယ်မရပါဘူးနော်အဲ့ဒါအဲ့ဒီကော်လီကပြန်ကိုထုတ်ပြရတယ်အဲ့တော့ထုတ်ပြီးတော့လုံးဝအနာချက်မှာကိုဟာလာနောက်ထပ်အသစ်တနေရာနေထည့်ထားမှုတွေလုပ်နိုင်တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ဆီလီကွန်ကော်လီကပျော့တယ်မနာဘူးမနာတဲ့ကြောင့်လွဲမားစွာနော်သူ့အသုံးချတဲ့ကြောင့်အရေပြားဟာဖိမိပုတ်မိနော် friction တွေတအားများတဲ့ခါကျရင်အနာဖြစ်သွားတယ်နော်ပါပြီးတော့ပေါက်သွားတယ်ဒါဆီလီကွန်ရဲ့ဒီမကောင်းတာမဟုတ်ကိုယ့်ရဲ့လှုပ်ဆောင်ချက်ပေါ်မှာမုတ်တည်တယ်အဲ့တော့ဖန်ကော်လီပဲဖြစ်ဖြစ်ဆီလီကွန်ကော်လီပဲဖြစ်ထည့်တဲ့အခါမှာအများပြထုံသေးထိုးကြတာပေါ့နော်ထုံသေးမထိုးရင်ဘယ်ခံနိုင်မလဲအဲ့တော့ထုံသေးထိုးပြီးတော့ရေပြားကိုဖောက်ပြီးတော့အထက်တွေကိုကော်လီထည့်တယ်ကော်လီထည့်ကြတယ်အဲ့တော့ဟိုအပြင်မှာထည့်တာတော့သူကဟိုထုံသေးတွေလည်းမသုံးဘူးเนาะပိုးလည်းမတတ်ဘူးဒီတိုင်းဖောက်ချပြီးတော့ထည့်လိုက်တာအနေတော်တော်များတယ်အဲ့လိုမျိုးထည့်တဲ့ကြောင့်ပြည်တယ်နာဖြစ်တာတွေလည်းကိုရီးယားတို့စေကမှာခဏခဏခွဲဘူးတယ်เนาะအဲ့ဒါလေးကိုသတိထားဖို့လိုပါတယ်အဲ့တော့ဆီလီကွန်ကော်လီဆိုတော့ဟာဆီလီကွန်ဆိုတော့ဟိုဆီလီကွန်ထိုးဆေးလို့ထင်တယ်မဟုတ်ပါဘူးเนาะဆီလီကွန်ထိုးဆေးဆိုတာသူကအရေးเนาะဟိုတစ်ခေါက်တည်းကလည်းပြောပြီးပြီเนาะရှမ်းအုံးစီဆိုပြီးယူရီးယားလာတာမှတော့ဟိုအုံးစီပါပဲเนาะခေါင်းလေးစီပေါ့เนาะအဲ့ဒါကိုလွဲမစွာနဲ့ထိုးကြတယ်ကွန်ဆီလီကွန်အရေးပေါ့တချို့ကျတော့ဆီလီကွန်မှမသိဘူးဘာမှမသိတဲ့ခါကျဘာလုပ်လဲဆိုတော့ကလိုဖီနီကောဝိုင်းမင်လीเนาะကလိုဖီနီကောဝိုင်းမင်နောက်တခြားဝိုင်းမင်တစ်ခုပေါ့အဲ့ဒီမှာ Vaseline ပါတယ်เนาะကျွန်တော်တော့ဆေးဖော်တဲ့လူဆိုတော့သိတယ် Vaseline ဆိုတာကဒီဟိုဒန်ဂျီဆေးတို့ဘာတို့မှာထည့်တဲ့ဟာနောက်တစ်ခုကအစီပါတဲ့ဟာပဲ white base ခေါ်တာပေါ့နော်အစီပါတဲ့ဟာတွေဒန်ဂျီဆေးဖြစ်တခြားဟာတွေပေါ့နော်အဲ့လိုမျိုးမှာ Vaseline နဲ့ဖြောရတယ်ခေါင်းလေးစုတွေမှုရအောင်ပေါ့နော်ဆိုဟိုကလိုဖီနီကောဝိုင်းမင်ကြောင့်ပုတ်သက်ဆေးပေါ့အဲ့ဒါကိုသူကဘာလဲဆိုတော့မီးအပူပေးရင်ဒါအရေးပြောတာပေါ့အရေးပြောတော့အဲ့ဒါကြီးကိုကောက်ထိုးထည့်လိုက်တယ်အဲ့တော့ခွဲတဲ့ခါမှာဘာသိရလဲဆိုတော့ဟိုဆီလီကွန်ပဲဟိုဆီလီကွန်ထိုးစီနည်းနည်းရောက်သွားတယ်ဘာဖြစ်လို့ဆိုတော့ဟိုတစ်ခါကျပြောတာတွေကကျွန်တော်တို့ကဟိုဘယ်လိုခေါ်မလဲစာစီပြီးပြောတာလည်းမဟုတ်ဗီဒီယိုရိုက်တာလည်းဟိုမင်းသားလိုမဟုတ်တော့ပြန်လာ setting တွေပါတယ်မလုပ်ဘူးเนาะကျွန်တော်တို့ကပညာပေးဆိုရိုးတန်းတန်းပဲပြောတယ်အဲ့တော့သူ့ကိုထည့်လိုက်ခါကျွန်တော်ခွဲတဲ့ခါဘာသွားတွေ့လဲဆိုတော့ဆီလီကွန်ထိုးထားတဲ့ဟာဆိုလို့ရှိရင်လုံးဝခဲနေတာကိုတွေ့ရတယ်ဆီလီကွန်မဟုတ်ဘဲနဲ့ပေါက်ပန်းလေးဆိုကလိုဖီနီကောဝိုင်းမင်တို့ဘာလို့ထည့်ထိုးထားတဲ့ဟာဆိုရင်ကျွန်တော်တို့ကကြည့်လိုက်ရင်တော့အခဲပဲဒါပေမဲ့အဲ့ကောင်ဖွင့်ချလိုက်တဲ့ခါမှာဟာဘာတွေထွက်လာလဲဆိုတော့သူတို့ထိုးထားတဲ့ဒီကလိုဖီနီကောအနှစ်တွေနော်ထွက်လာတာကိုတွေ့ရတယ်အဲ့တော့ဆီလီကွန်ဂေါ်လီဆိုတာကြတော့ဒီလိုမျိုးဆီလီကွန်မဟုတ်ဘူးသူကဒီခဲနေတဲ့ဟာနော်ခဲနေတဲ့ဟာသူ့ကိုဟိုပျော်ခြင်းမီးရှို့ရင်တော့မှလောင်ကျွမ်းသွားတာပဲရှိပျော်ကျသွားတဲ့အရာမဟုတ်ဘူးဆီလီကွန်အရေကြတော့သူကထိုးပြီးအထက်တီရှူးနဲ့ပေါင်းစပ်တယ်နော်ဟိုဘက်ကဆီလီကွန်ဂေါ်လီကတီရှူးနဲ့မပေါင်းစပ်ဘူးသူကသူတည်တံ့နေတဲ့ဖန်ဂေါ်လီတိုင်းပဲအဲ့တော့တီရှူးနဲ့ပေါင်းစပ်ပြီးတော့အဆိုင်ခဲဖြစ်ခွဲတဲ့ခါကျတခြားအရေပြားတွေကိုထိခိုက်သွားတယ်နော်ပါသွားတာပေါ့ပါသွားတယ်အဲ့တော့ဒီဆီလီကွန်ဂေါ်လီတို့ဖန်ဂေါ်လီတို့ဘာလို့ကြတခုကောင်းတာဆိုတော့မိမွေးတိုင်းဖာမွေးတိုင်းပြန်ရတယ်ဘာလို့ဆိုတော့အဲ့ဒီဂေါ်လီကိုမကြိုက်လို့တော့မအနာဖြစ်လို့တခြားအကြောင်းကြောင့်ပေါ့နော်ဒါမို့ကိုကထည့်လိုက်တယ်ပြီးတော့မိမကအမှပေါ့စီလုပ်ပြီးတော့ဟိုထုတ်တာတွေလာထုတ်တာတွေရှိတယ်ရှိတဲ့ခါကျအဲ့ဒါကြတော့သူကအဲ့နေရာလေးကိုဒါထုံသေးထိုးပြီးတော့ဖွင့်ချလိုက်ရုံပဲဖွင့်ချတော့တချို့ကပြောမှာပါဒါခွဲချလိုက်လွယ်တယ်ဟုတ်ပဲလွယ်ပါတယ်လောက်ကြည့်ပါ
ဘာဖြစ်လို့လဲဆိုတော့အထဲမှာဒီ tissue တွေနော် connective tissue ခေါ်တာပါအမြင်တွေကလာပြီးတော့တွယ်ကတ်ထားတယ်တွယ်ကတ်အဲ့ဒီအလွှာဒီပေါက်မှာ golly ဆိုတာထွက်လာတယ်အဲ့တော့ silicon golly ကိုနောက်ပိုင်းမှာသုံးကြတယ်ဘာပဲဖြစ်ဖြစ် silicon golly ပဲဖြစ်ဖြစ် fan golly ပဲဖြစ်ဖြစ်အဲ့နှစ်ခုကတော့ silicon ထိုးစီးအရေးတဲ့ဆိုင်တော့ပြီးတော့ဆိုနေတယ်ထိုးပါလို့ညှောက်ပြီးတာတော့မဟုတ်ဘူးများထိုးခြင်းထိုးမထိုးခြင်းနေဒါပေမဲ့ဖြစ်လာရင်ကိုဖြစ်ကိုခံမယ်အဲ့တော့နှစ်ခုကိုဟိုအာသာချက်အားနေချက်နှိုင်းရှင်တယ်လို့ရှိရင်ဒီခုနပြောတဲ့ golly ထည့်တာတော့ပြီးတော့ဆိုနေတယ်နော်နောက်ဆုံးမျိုးဒီမှာခံနိုင်လို့ပြန်ထုတ်တာတွေပါလေရှိမှာပေါ့လေဒါကသူ့တပိုင်းနဲ့သူတကယ်တမ်းအမှန်မှန်တော့ဒီအမျိုးသမီးတွေကခလေးမွေးပြီးခလေးခေါင်းတစ်လုံးကလည်းသိတဲ့အတိုင်းပဲနော်ဟိုဘာခေါ်မလဲရှောက်သီးလုံးလောက်ရှိတယ်အဲ့ဒါကြီးကိုတိုးထွက်လာတဲ့အခါသူမိမကိုတွေပြဲထွက်သွားတာပေါ့နော်ပြဲထွက်တဲ့အခါကျတော့စိတ်မမွေးတော့တော်သေးတာပေါ့ဒါပေမဲ့စိတ်မမွေးတဲ့အခါကျတော့ဟိုလောက်တာမသက်ရတာပဲဖြစ်မှာပေါ့နော်ပိုးတွေဝင်ပြီးတော့ပြန်ကွဲသွားတာရှိတယ်အရက်လက်တဲ့နေမွေးတော့ပိုတောင်းဆိုးသေးတယ်နော်တခါတည်းဟိုတော်တော်လေးကိုကွဲပြီးတော့အထဲတဲ့ဒီတိမ်ကောင်းတွေဟောနော်တိမ်ရက်ဒီဟိုပါပေါ့နောက်ဖက်နေရန်တို့ဘာတို့အားစမြင်တယ်မိမတွေကလည်းလေထွက်တယ်အဲ့တော့အဲ့ခါကျရှင်ကာမဆက်ဆက်တဲ့ခါကျရှင်ဘယ်လိုခေါ်မလဲယောက်ျားတွေကအရသာမတွေ့ဘူးပေါ့နော်လူရင်းစားလည်းမပြေဘူးပြေးတဲ့ခါကျတော့အကောင်းဆုံးရတာအမှန်တော့ပြဲသွားတဲ့ဟာကိုပြန်ချုပ်လိုက်ရုံပဲချုပ်လိုက်လို့ရှိရင်သူ့ origin တိုင်းပြန်ဖြစ်သွားတယ်အပြိုတဲ့တောင်ပိုကျင်းသွားသေးတယ်နော်အဲ့ဒါလေးကိုပညာပေးနေတဲ့တင်ပြကြပါတယ်ကျေးဇူးအများကြီးတင်ပါတယ်နော်အဲ့တော့ဒီဟာလိုပြောပေးတာနောက်ပိုင်းဒီလိုပဲဆက်ပြီးတင်မယ်အဲ့တော့ကြိုက်နှစ်သက်တယ်ဆိုရင် like နဲ့ subscribe လုပ်ပါကျွန်တော်ကဟိုတုန်းနေအဲ့ဒါတွေမတင်ဘူးဒါပေမဲ့ပညာပေးခြင်းရုံတက်နဲ့ဒါတင်မှဖြစ်မယ်ဆိုတော့တင်လိုက်တယ်နော်စောင်းမတွေလည်းရေးနေတာပဲနော် line ပေါ်မှာလည်းရေးတယ်သတင်းစာကြားထဲမှာဟိုတုန်းကဆိုရေးတာအပိုကြီး2400ကျော်လောက်ရှိတယ်နော်အဲ့ဒါတည်းကနေစောင်းတွေထွက်လာတယ်နော်ဒါပေမဲ့အဲ့ဒါတွေကပြီးတာတွေပြီးသွားပြီအခုအဲ့ရေးတဲ့ထဲရောစေကူတာတဲ့အချိန်မှာတွေ့ရတဲ့အတွေ့အကြုံအောင်တင်ပြတာဖြစ်တယ်ဟိုဒါနိုင်ငံရေးဟောပြောချက်မဟုတ်ဘူးเนาะစိတ်ဝင်စားလို့ဆိုရင် like and subscribe လုပ် Telegram မှာလည်းတင်ထားပါတယ် Telegram မှာဗာလဲဧကဘာစေကူကန်ဆိုပြီးတော့အဲ့မှာအဲ့ဒါတော့ခွဲတာစိတ်ဓာတ်ကြီးပဲဒုထွက်တန်ရောခင်ဗျကြည်ကြည်မကြည်ရင်နေเนาะဟိုဝင်ကြည့်တယ်အမလီယွန်စရာကြီးကြောက်စရာကြီးဒီ page ကဘာလဲဒါဒီပဲလားဒါအကြောင်းပြောနေတဲ့ page တွေတော့ဒါပဲပေါ့ဗျာအဲ့ဒါကိုဟိုဘယ်လိုခေါ်မလဲစိတ်မမှန်တဲ့လူတွေလည်းရှိတယ်ဗျနော်ကြည်တော့ကြည်ပြီးတော့ချက်ချင်းပြန်ထွက်တာရှိတယ်နည်းတော့နေပါတယ်ဒါပေမဲ့ဟိုပါပေါ့ကျွန်တော်တို့ကအကုန်မြင်ရတယ်နော် Telegram မှာဆိုတော့အဲ့လိုမျိုးအခုကြည့်အခုပြန်ထွက်တဲ့လူကိုကျွန်တော်တို့ block လုပ်လိုက်ပါတယ်နော်ကျေးဇူးတင်ပါတယ်